ကွင်းလက်ကစားသမားတယောက်ကိုခေါ်ယူဖို့ကြိုးပမ်းနေပြီးတော့အသင်းရဲ့ကွင်းလက်ကစားသမားဖြစ်တဲ့ Enzo Fernandez ကိုရောင်းချနိုင်ပွဲရှိတဲ့ Chelsea အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Football Impression Channel ကနေကြိုဆိုပါရစေ Chelsea တင်းကကွင်းလက်ကစားသမားတယောက်ကိုခေါ်ယူဖို့ကြိုးပမ်းနေပြီးတော့အသင်းရဲ့ကွင်းလက်ကစားသမားဖြစ်တဲ့ Enzo Fernandez ကိုရောင်းချနိုင်ပွဲရှိတယ်လို့ဗန်ချက်ကော့ကနေပြီးတော့ report လုပ်ထားပါတယ်ကျွန်တော်တို့ဒီသတင်းကို21ရက်နေ့ညပိုင်းက report လုပ်ထားတာပါနောက်ပြီးကျွန်တော်တို့မနေ့ညနေလောက်ကလည်းကျွန်တော်တို့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ mention ထားတယ်ကျွန်တော်အနေနဲ့ဘောလုံးသတင်းများကိုနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးခြင်းအပြင်ကူညီပေးနိုင်ပါတယ်။ဘန်ချက်ကော့ရဲ့ report အရ Chelsea တင်းအနေနဲ့ဘိုးမောက်တင်းရဲ့ကွင်းလက်ကစားသမားဖြစ်တဲ့ကျွန်တော်တို့ Alex Scott ကိုခေါ်ယူဖို့အတွက်ပေါင်64တန်းနဲ့ကမ်းလှမ်းခဲ့တယ်။ဘိုးမောက်တင်းကဒီကစားသမားနဲ့ပတ်သက်ပြီးတော့ရောင်းချဖို့ဆန္ဒမရှိတဲ့အတွက် Chelsea တင်းရဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့တယ်။ Chelsea တင်းအနေနဲ့နောက်ထပ်ကွင်းလက်ကစားသမားတယောက်ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်။နောက်ပြီးအသင်းရဲ့ကွင်းလက်ကစားသမားဖြစ်တဲ့ Enzo Fernandez ကိုသူတို့အနေနဲ့စာချုပ်တင်တဲ့ကမ်းလှမ်းဖို့ဆန္ဒရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ Chelsea တင်းကဒီစားသမားနဲ့ပတ်သက်ပြီးတော့သူတို့မျှော်လင့်ထားတဲ့ပြောင်းရွှေ့ကြီးပေါင်တန်း120ဝန်းကျင်လောက်နဲ့ရခဲ့မယ်ဆိုလို့ရှိရင်ဒီစားသမားကိုရောင်းချနိုင်ပွဲရှိတယ်လို့ဗန်ချက်ကော့က report လုပ်ထားတယ်။အဲ့တော့ Chelsea တင်းအနေနဲ့ကွင်းလက်ကစားသမားတယောက်ကိုရှာဖွေနေတာတော့အမှန်ကန်ပဲကျွန်တော်တို့ဘိုးမောက်တင်းရဲ့ကွင်းလက်ကစားသမားကိုပေါင်64တန်းနဲ့ကမ်းလှမ်းလိုက်တယ်။ဒါပေမဲ့ဗျာကျွန်တော်တို့ဘိုးမောက်တင်းကဒီစားသမားနဲ့ပတ်သက်ပြီးတော့သူတို့အနေနဲ့ရောင်းချဖို့ဆန္ဒမရှိဘူးနောက်100ဒီလောက်တောင်သူတို့ကဆက်လက်ထိန်းထားကြတာဒီသားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘုံမောက်တင်းတဲ့ contract က2028ခုနှစ်ထိရှိတာကျွန်တော်တို့2နှစ်တောင်ကျန်နေတယ်ဘုံမောက်တင်းနေတဲ့ဒီသားသမားကိုကျွန်တော်တို့ contract က2ကြိမ်တောင်ကမ်းလှမ်းခဲ့တာ2ကြိမ်တိုင်ကမ်းလှမ်းခဲ့တာဒါပေမဲ့ဒီသားသမားကပေါ့နော်2ကြိမ်လုံးကိုပယ်ချခဲ့တယ်အဲ့တော့ဘုံမောက်တင်းနေတဲ့တကယ်လို့မဖြစ်မနေပေါ့နော်ဒီသားသမားကိုရောင်းချရမယ်ဆိုလို့ရှိရင်ပေါင်တန်း80 85တန်းဝန်းကျင်လောက်ကိုလိုချင်နေတာဒီသားသမားရဲ့ကျွန်တော်တို့ estimated market value ကပေါင်တန်း90ပဲရှိတယ်အဲ့တော့ Chelsea တင်းနေနဲ့ပေါ့နော်ကွင်းလက်ကစားသမားတယောက်ကိုကျွန်တော်တို့ရောင်းချထားတယ်စန်တိုကိုရောင်းချထားတယ်စန်တိုကိုကျွန်တော်တို့ Man United ထံကိုပေါင်တန်း90နဲ့ရောင်းချထားတယ်အဲ့တော့ Chelsea တင်းနေနဲ့နောက်ထပ်ကွင်းလက်ကစားသမားတယောက်ကိုသူတို့အနေနဲ့ပြန်လဲရှာဖွေနေတာပေါ့နော်နောက်ပြီးကျွန်တော်တို့ Chelsea တင်းရဲ့ကွင်းလက်ကစားသမား Enzo Fernandez ကိုကျွန်တော်တို့ Chelsea တင်းကနေပြီးတော့စာချုပ်တင်တဲ့ကမ်းလှမ်းဖို့ဆန္ဒရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ Chelsea တင်းနေနဲ့ပေါ့နော်သူတို့လိုချင်တဲ့ပြောင်းရွှေ့ခြင်းမျိုးပေါ့သူတို့လိုချင်တဲ့ပြောင်းရွှေ့ခြင်းပေါင်တန်း120ဝန်းကျင်လောက်နဲ့ပေါ့နော်ဒီစားသမားကိုကမ်းလှမ်းလာခဲ့မယ်ဆိုလို့ရှိရင် Chelsea တင်းနေနဲ့ရောင်းချသွားဖို့ဆန္ဒရှိတယ်ကျွန်တော်တို့ဒီစားသမားကလည်းကျွန်တော်တို့ဒီပြီးခဲ့တဲ့ရာသီကုန်ကန်လေးမှာ Chelsea တင်းကထွက်ချင်တယ်ဆိုပြီးတော့အတန်ထွက်ထားတာအဲ့တော့ဒီစားသမားကိုကျွန်တော်တို့စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာဆိုလို့ရှိရင်နော် Real Madrid ပဲကျွန်တော်တို့သတင်းကြားတယ်Real Madrid ကကျွန်တော်တို့အခု transfer window အစပိုင်းလောက်မှာဒီစားသမားကိုခေါ်ယူဖို့အတွက်ဆန္ဒရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဗျာဒီ Real Madrid နဲ့ကျွန်တော်တို့ Chelsea ကြားမှာဒီစားသမားနဲ့ပတ်သက်ပြီးတော့ဆွေးနွေးထားတာတွေလည်းမရှိဘူးနောက်ပြီးစားသမားဖြစ်သူကိုလည်းကျွန်တော်တို့ဆွေးနွေးထားတာလည်းမရှိတော့ဒီသတင်းကကျွန်တော်တို့ငြိမ်သွားတယ်အဲ့တော့ညီကိုတို့ရောဘယ်လိုမြင်ကြလဲ Chelsea တင်းနေတဲ့ကွင်းလက်ကစားသမားတယောက်ကိုလည်းရှာဖွေနေတယ်နောက်ပြီးအခုကျွန်တော်တို့ Enzo Fernandez ကိုလည်းရောင်းချဖို့အတွက်အစီအစဉ်ရှိတယ်ဆိုတော့ဒီကွင်းလက်ကစားသမားခေါ်ယူမှုကကျွန်တော်တို့စန်တိုနေရာကိုအစားထိုးတာလားဒါမှမဟုတ် Enzo Fernandez ကိုကျွန်တော်တို့အခု transfer window မှာသူတို့အနေနဲ့ရောင်းချဖို့အတွက်ပေါ့နော် plan ပြီးတော့ဒီကွင်းလက်ကစားသမားတယောက်ကိုခေါ်ယူဖို့ကြိုးပမ်းနေတာလားညီကိုတို့ဘယ်လိုမြင်ကြလဲကျွန်တော်တော့မထင်ဘူးဗျာဒီ Chelsea တင်းနေနဲ့ဒီ Chelsea တင်းရဲ့ကွင်းလယ်မှာဆိုလို့ရှိရင်ဗျာ Enzo Fernandez ကတကယ်ကိုအရေးပါတဲ့ကစားသမားတယောက်ပါဒါပေမဲ့ကျွန်တော်တို့ဘယ်လိုပြောပြမလဲဒီပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာတော့အင်္ဂလန်အသင်းနဲ့ Enzo Fernandez ကြားမှာနည်းနည်းတင်းမာမှုလေးတွေရှိတယ်အဲ့လိုကိစ္စတွေအကြောင်းပေါ့နော် Enzo Fernandez ကိုသူတို့အနေနဲ့ရောင်းချဖို့အတွက်စဉ်းစားတာလားဆိုတာတော့မပြောတတ်ဘူးအဲ့တော့တေချာတာကတော့ဒီ Chelsea တင်းနေနဲ့ပေါ့နော်ကွင်းလက်ကစားသမားတယောက်ကိုခေါ်ယူဖို့တော့ကြိုးပမ်းနေတယ် Enzo Fernandez ရောအခု transfer window မှာရောင်းချသွားနိုင်မှာရှိသလားညီကိုတွေရောဘယ်လိုမြင်ကြလဲညီကိုရဲ့အမြင်ကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်